安全時代のそばを通る時の問題についてです。အရင်ဆုံး安全地帯ဆိုတာဘာကိုပြောရလဲဆိုတာရှင်းပြပေးပါမယ်။安全地帯ဆိုတာကလမ်းသွားလမ်းလာခြေလျင်လျှောက်သူများပေါ့နော်။ဘေးကင်းလုံခြုံစေရေးအတွက်လမ်းပေါ်မှာတည်တံ့စီမံထားတဲ့နေရာကို safety zone သို့မဟုတ်安全地帯လို့ခေါ်တာဖြစ်ပါတယ်安全地帯ဆိုတာကိုနားလည်သွားပြီဆိုရင်တော့နောက်တစ်ဆင့်အနေနဲ့安全地帯ရဲ့နဘေးကိုဖြတ်မောင်းတဲ့အချိန်ဆိုတာလေးကိုရှင်းပြပေးပါမယ်။安全地帯ရဲ့နဘေးကိုဖြတ်မောင်းတဲ့အချိန်မှာနှစ်ခုခွဲပြီးမှတ်စေချင်ပါတယ်။နံပါတ်1ကတော့လူနဲ့မြို့ပတ်ရထားနှစ်မျိုးစလုံးမရှိတဲ့အချိန်နဲ့နောက်တစ်ခုကတော့လူနဲ့မြို့ပတ်ရထားနှစ်မျိုးစလုံးရှိတဲ့အချိန်ဖြစ်ပါတယ်။လူနဲ့မြို့ပတ်ရထားနှစ်မျိုးလုံးမရှိတဲ့အချိန်မှာတော့ဆိုနိုမမတ်စုကဒီတိုင်းဖြတ်သွားလို့ရပါတယ်။နောက်တစ်မျိုးကတော့လူသို့မဟုတ်မြို့ပတ်ရထားသို့မဟုတ်လူနဲ့မြို့ပတ်ရထားနှစ်မျိုးလုံးရှိတဲ့အချိန်ဆိုရင်တော့ဂျိုကိုဖြစ်ပါတယ်။အချိန်မရွေးရပ်တန့်နိုင်တဲ့အချိန်နဲ့မောင်းရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ safety zone မရှိတဲ့ချိန်ကျရင်ဘယ်လိုဖြတ်မောင်းမလဲပေါ့ safety zone မရှိဘဲနဲ့လူတွေအတက်အဆင်းလုပ်နေတဲ့အချိန်နောက်တစ်ခုကရက်နေတဲ့ယထာမြို့ပတ်ယထာနဲ့ကိုယ့်ရဲ့ကားနဲ့ကြားမှာ1.5 မီတာအထက်အကွာအဝေးမရှိဘူးဆိုရင်ရဲ့မြို့ပတ်ယထာရဲ့အနောက်မှာရက်ပြီးဆောင်ပေးရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့လူအတက်ဆင်းလည်းမရှိဘူးအကွာအဝေးလည်းခြားထားနိုင်နေဆိုရင်တော့အချိန်မရွေးရပ်တန့်နိုင်တဲ့အချိန်နဲ့မောင်းနိုင်ပါတယ်။